ဒီပိုင်းနဲ့မှာငါစဉ်းစားနိုင်နေရတခုရှိရသေးလားတိုင်းပလင်ကြောင်းလားမဟုတ်ဘူးကင်မရာကြောင်းလားမဟုတ်ဘူးသူတို့တိုင်းမဲ့ပိုင်းစဉ်းစားလူအကြောင်းမှတိုင်းရကျွန်တော်ထူးဆန်းတာတခုကိုစပြီးတော့တတိထားမိဘူးတချို့လူတွေတကယ်လောက်ကြိုးစားကြတယ်ကျွန်တော်လည်းတူတူပဲသူရဲ့အချိန်မျိုးတခုခုတိဆောက်ဖို့ရင်ထားကြတယ်ကောင်းဆုံးပစ္စည်းကောင်းဆုံး quality ကောင်းဆုံးဝန်ဆောင်မှုဒါမဲ့လူရဲ့တတိတော်မထားမိဘာလို့လဲကျွန်တော်ထပ်ပြီးတော့မင်းကြီးဒါငါကြိုးစားမလို့တော့သေးလေလားဒါမှမဟုတ်ငါ့ဘာမှမမှတ်မိလို့လားကျွန်တော်သိလိုက်ရတယ်ပစ္စည်းကမရှင်းဘူး quality ကလည်းမရှင်းဘူးဈေးနှုန်းကလည်းရှင်းသွားမှာမဟုတ်ဘူးလူတွေရဲ့အမြင်ဒါကလူတိုင်းတို့တူပဲလားစီးပွားရေးမှာရောဒီလိုပဲလားဟုတ်လားမို့ကောင်းနေအောင်နေတကယ်မလုံလောက်တော့ဆိုလူရဲ့ပြပြဆောင်တာကိုမှတ်မိမယ်လို့တော့ကျွန်တော်မထင်ဘူးတခါတလေလူတယောက်ရဲ့နာမည်တော့မှမေ့သွားနိုင်တယ်ဒါပေမဲ့သူပေးခဲ့တဲ့ခံစားချက်တွေတော့မပါဘူးဝေးဒါသမီးကြီးစားအကြောင်းမဟုတ်ဘူးကျွန်တော်နားလဲဖို့ကြိုးစားနေတဲ့အရာတစ်ခုအကြောင်းဘာလို့တချို့လူတွေတချို့ brand တွေတချို့ business တွေကကျွန်တော်ခေါင်းထဲမှာမြင်နေရယူနေရတယ်သူတို့ story ကကောင်းဆုံးဖြစ်နေလို့ဒါဆိုကျွန်တော်မှလည်း story ရှိဖို့လိုနေပြီလား